ရွေးကောက်ပွဲကျင်းပဖို့အတွက်လူဦးရေများအောင်သူတို့ပိုင်တဲ့နေရာကိုခေါ်လိုက်မယ်အဲ့ဒါဘလို့ခေါ်မလဲဆိုတော့မုံရွာဖြစ်စဉ်ကိုကြည့်လိုက်သူတို့အုပ်ချုပ်မှုအာဏာအောက်မှာရှိတဲ့လူတွေကြတော့ပျော်ပွဲရွှင်ပွဲတွေပါတယ်လုပ်ပေးတယ်သူတို့အုပ်ချုပ်မှုအောက်မှာမရှိတဲ့လူတွေကြတော့တွေ့လားပွဲလောက်တာချင်းအတူတူတောင်ပြည်သူတွေမပြည်သူတွေစိတ်ဝင်စားအောင်နော်မစိတ်ဝင်စားအောင်စိတ်ဝင်စားအောင်လင်းနဲ့ကျဲပလိုက်တယ်နော်ဂျိုင်ရိုကော်ပရာနဲ့ကျဲလိုက်တယ်40ကျော်လောက်သေဆုံးသွားတယ်အဲ့တော့သူတို့ကတော့ပြောတာပေါ့အကြမ်းဖက် PDF တွေနဲ့တူတူရှိလို့ဆိုပြောတာပေါ့မင်းတို့အဲ့လိုမျိုးစိတ်မွေးလို့ငါတို့နဲ့ရှိလို့ဒီလိုလုပ်တယ်ဆိုမင်းတို့နဲ့ရှိတိုင်းတာလုပ်မယ်ဆိုရင်ကျင်းသေးတာတစ်ခုကမင်းတို့ရှိရသိမ်းထားတဲ့120ပြောင်းနေလေတို့ရှိမှာအများကြီးသိလားကြေွားမယ်မွားွားမယ်ပြိုပြက်သွားမယ်သိလားဒါပေမဲ့ငါတို့တိဆောက်နေချင်တာဒီစနစ်တစ်ခုဖြစ်တယ်စနစ်တစ်ခုဖြစ်တယ်လူသက်ပွဲမဟုတ်ဘူးစနစ်တစ်ခုဖြစ်တယ်ပြောပြချင်တာပါစနစ်တစ်ခုဖြစ်တယ်အဲ့တော့မင်းတို့ကအဲ့လိုလုပ်တယ်အဲ့တော့စကားဘယ်လောက်ထိရက်ဆက်လဲဆိုလို့ရှိရင်မုံရမျိုးပေါ်မှာပျော်နေတဲ့သူတွေကြတော့ပေးပျော်ထားပြီးတော့ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အိမ်ချက်ဖြစ်သွားပြီလေသူ့ရဲ့အိမ်ချက်ဖြစ်သွားပြီလေသူစားခြင်းတဲ့ချိန်သူစားမယ်သူခွတ်ခိုင်းခြင်းတဲ့ချိန်သူခွတ်ခိုင်းဖို့အတွက်သူ့ရဲ့အိမ်ချက်ဖြစ်သွားပြီလေအဲ့တော့သူ့ရဲ့အိမ်ချက်မဖြစ်တဲ့သူတွေကြတော့ရွေးကောက်ပွဲကိုကျင်းပဖို့အတွက်ရွေးကောက်ပွဲကျင်းပမယ့်နေရာကိုမလာနိုင်အဲ့ဒီနေရာမှာရှိတဲ့လူကသူ့ရှိကိုလာအောင်လို့အကြောက်တရားနဲ့လုပ်တယ်အဲ့တော့အကြောက်တရားနဲ့လုပ်တော့လူတွေကကြောက်တာပေါ့ဗျာကြောက်တော့ဘယ်ဖြစ်လဲဆိုတော့မျိုးရွာတွေကိုပြေးကြတယ်ဟိုစစ်တပ်နဲ့နင်းလေရင်ကျဲမခံရဘူးလေဘာဖြစ်လို့ဆိုတော့တူရှိတာကိုအဲ့တော့အဲ့ဒီလေရင်ကျဲမခံရတဲ့နေရာတွေကိုသူတို့ကပြေးတဲ့အတွက်ကြောင့်မို့ရွေးကောက်ပွဲကိုရှိတဲ့နေရာကိုသွားမလို့ရဲဘူးလုံးဝမဲ့နေရာကိုသွားမလို့ရဲတဲ့အတွက်ကြောင့်မို့ဟိုရွေးကောက်ပွဲလုံးမဲ့နေရာကလူကိုသူ့ရှိခေါ်တာအဲ့တော့ဘလို့ခေါ်လဲဆိုလူတက်ပြီးခေါ်တာကျွန်တော်ပြောတာမှားတယ်ဆိုရင်အခု social media မှာဖြစ်နေတာတွေရောသတင်းတွေရောပြန်ဖတ်ကြည့်နော်ပြန်ဖတ်ကြည့်အဲ့တော့စစ်ကောင်စီကဘယ်လောက်ထိရှုံညံ့လဲဆိုတော့ပြောပြတာအဲ့တော့ငါညီလေးတို့မင်းတို့လွန်ခဲ့တဲ့73နှစ်မှာအသက်မပြည့်သေးတဲ့သူတွေလွန်ခဲ့တဲ့9နှစ်မှာ73နှစ်ပဲရှိသေးတဲ့လူတွေလွန်ခဲ့တဲ့9နှစ်မှာ14နှစ်ပဲရှိသေးတဲ့လူတွေလွန်ခဲ့တဲ့9နှစ်မှာ15နှစ်ပဲရှိသေးတဲ့လူတွေအခုမှ16နှစ်ပြည့်တဲ့သူတွေအခုမှ20ပြည့်တဲ့သူတွေကဒီဒေါ်လာရေးရဲ့သမိုင်းကိုမင်းတို့မသိဘူးအဲ့တော့မင်းတို့ကိုကြီးက800ဒေါ်လာရေးရဲ့သမိုင်းကိုမင်းတို့ပြန်ပြောပြတာဖြစ်တယ်ပြီးတော့မင်းတို့ကအိမ်ချက်တွေဖြစ်တယ်အချိန်မီစားခံနိုင်တဲ့အချိန်မီမင်းတို့ထွက်ခွာလိမ့်မယ်မင်းတို့ရဲ့တေမင်းကမင်းတို့ရဲ့တကားဝါကိုလာခောက်လိမ့်မယ်မိဘတွေအနေနဲ့လဲငါသားလေးလွတ်တရွေ့ငါသားလေးနေပါစေဆိုပြီးတော့မှအန်ဒီတို့အတကြီးအနေနဲ့အန်ဒီတို့ခေါ်ထားအန်ဒီတို့သားကိုတေမင်းကလာဆွဲခေါ်တဲ့နေ့အန်ဒီတို့မျက်ရည်နဲ့မျက်ကွက်ဖြစ်ရလိမ့်မယ်အန်ဒီတို့သားတွေကိုအန်ဒီတို့ချစ်ချင်းအားဖြင့်ကျွန်တော်တို့ရဲ့တော်လန်ရေးကိုအန်ဒီတို့အနောက်ရှက်ပေးတယ်စကားစားလာခေါ်ရင်ပတ်စံနဲ့ရွေးတယ်ရွေးလို့မရရင်ထည့်လိုက်တယ်ကျွန်တော်တို့တော်လန်ရေးကိုနှောက်ရှက်တယ်ကျွန်တော်တို့ပုံမှာကျတော့မဆာနာဘူးရတယ်ပြဿနာမရှိဘူးအန်ဒီတို့လက်ပူလောင်တဲ့နေကြရင်အန်ဒီတို့ဆာနာတက်လာလိမ့်မယ်အဲ့ချိန်ကျရင်တော်လန်ရေးမြင်မြန်အောင်ပါစေဆိုတဲ့ဆုတောင်းစကားတွေအန်ဒီတို့တောင်းတက်လာလိမ့်မယ်နော်ရှင်းပြောရင်တော်လန်ရေးဟာကျွန်တော်တို့ပြည်သူလူထုတွေမညီတာအထီးကပဲကျွန်တော်တို့ပြည်သူလူထုတွေညီလို့ရှိရင်တော်လန်ရေးဟာဒီ2025ထဲမှာတော့ပြီးလောက်ပါစာပေါ်တာဆွဲတာကိုခံပြီးတော့မှရန်သူကိုအင်အားကောင်းအောင်လုပ်ပေးတဲ့ပြည်တွင်းထဲကအိမ်ချက်တွေကြောင့်ဒီတော်လန်ရေးကအစ်စ်ကြိုးအပြောင်းလဲအများကြီးဖြစ်သွားတာနော်အဲ့ဒါကိုဟိုလူကမတိုက်လို့ဒီလူကမတိုက်လို့ဒီလူကစောက်သုံးမကြလို့ဟိုလူကစောက်သုံးမကြလို့ရှော့ပြောမနေနဲ့ပြည်တွင်းထဲမှာရှိတဲ့အိမ်ချက်တွေကြောင့်နော်အချက်စားခံဖို့သူများခုတ်ခိုင်းတာကိုခုတ်ဖို့အစင်းသစ်ထိုင်ဆောင်နေတဲ့အတ္တကြီးတဲ့သူတွေကြောင့်အိမ်ချက်တွေကြောင့်ဒါမျိုးဖြစ်တာအဲ့တော့ကျင်းသေးတာတစ်ခုကတော့အိမ်ချက်တွေကဒီနေ့ချက်စားခံရတဲ့ဘဝကိုကျင်းသေးကြောင့်နော်တော်လန်ရေးသမားကိုပဲတက်လို့ရတယ်တော်လန်လူစိတ်ကိုတက်လို့မရဘူးဒဲတိုက်လို့မရရင်ချောင်းပြစ်မယ်ကျင်းသေးတာတစ်ခုကသူတို့သေရမယ်အဲ့ဒါကျွန်တော်ပြောရဲတယ်နော်အဲ့ဒါကျွန်တော်ပြောရဲတယ်နော်လူလိုရင်တော့စားကားစားတော့ခေါ်မှာပဲနော်ရှင်းပြောရင်မမရရင်ပြောရင်ပြည်တွင်းထဲကလူတွေများများအိတ်စောစောအိတ်ကြပါဗောကလေးများများမွေးဗောနော်စားကားစားကိုထောက်ပံ့ဖို့ဗာလဲစားကားစားကိုထောက်ပံ့ဖို့စောစောအိတ်ကြစောစောအိတ်ဖို့လဲစားကားစားမီးဖြတ်ပေးထားပါလေနော်စားကားစားကိုထောက်ပံ့ဖို့ကလေးများများမွေးကြစောစောအိတ်ကြနော်စားကားစားစစ်ရှုံးနဲ့អော်နေတာစစ်ရှုံးနဲ့အာ PDF တွေစစ်ရှုံးနေပြီ TN တွေစစ်ရှုံးနေပြီစားကားစားអော်နေတာဘလောက်တေွားလဲဆိုတာကိုအုတ်ကူလုပ်ရဲလားကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်ကလို့တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလို့ကိုယ့်ရဲ့ကြဆုံးသွားတဲ့ရဲဘော်တွေဆွလို့နေတာခံသွားတဲ့ရဲဘော်တွေအတွက်အာဇာနည်ဗိမ္မာန်ဆိုပြီးတော့မှအာဇာနည်တွေကိုဂုံပြူးတဲ့စုပေါင်းဂုံပြူးနေရလုံနိုင်လားနော်ကျွန်တော်တို့မှာကြဆုံးရဲဘော်တွေအများကြီးပုံနေတာပဲဆိုတာအဲ့ဒါကအာဇာနည်တွေကိုစုပြီးအာဇာနည်ဗိမ္မာန်လုပ်ထားတဲ့အတွက်ကြောင့်မို့တရင်အသီးသီးဖြစ်နေလို့စကားစားအဲ့လိုမျိုးတနိုင်ငံလုံးအတိုင်းတာနော်ပါစာနဲ့စစ်တီကြဆုံးမှုတွေကိုအဲ့လိုအုပ်ကူလုပ်ရဲလားလုပ်ရဲရင်လုပ်လိုက်မြန်မာနိုင်ငံတဝက်စာလောက်ပြည့်သွားလိမ့်မယ်လုပ်ရဲရင်လုပ်လိုက်နော်အဲ့တော့ဒါတွေကိုသိနေတာဟိုတော့မှကိုယ့်ကိုအိမ်ကျက်ဘဝနော် channel ကကျက်ဘဝဖြစ်နေတယ်ဆိုရင်တော့လဲမတက်နိုင်ဘူးပေါ့ဗျာကိုယ့်လုပ်ကိုဆက်လုပ်ရတာပေါ့အဲ့တော့ကျွန်တော်တို့ကကိုယ့်လုပ်ကိုဆက်လုပ်ဖို့အတွက်ကျွန်တော်တို့အခု campaign လုပ်နေတယ်အဲ့ဒါဒီဒုံးအစည်းတရား campaign ဖြစ်တယ်
နော်လိုင်းလွင်နေတာတနားရီကျော်2နာရီဖြစ်တော့မယ်ဒီလည်းမချိုးရသေးဘူးနော်ဘယ်သူမှလည်းလာမထည့်ဘူးလို့ကြက်လေးကပြောတယ်အဲ့လိုတော့မလုပ်ပါနဲ့လာထည့်ပါနော်ချစ်တယ်နော် I love you အလိုမလိုက်ဘူးရောက်လာတယ်နော်ဟာလူပေါင်း900မှာရန်ပုံငွေ1ယောက်ပဲထည့်တယ်ဆိုတော့ချစ်ပြီဗောလို့